ကဘာပေါ်မှာမြန်မာနိုင်ငံဟာသဘာဝတရားကြီးအလားပါဆုံးသောယတနာတိုက်ဖြစ်ပေမဲ့ဒီမြေအောက်မှာတော့ကဘာအစိတ်အပြင်းဆုံးမွေဆိုးတွေရဲ့ခူအောင်ရနေရာလေးဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းမွေဆိုးတွေရဲ့အကြိုက်ခံရမှုကြောင့်လူတွေတောင်းတဲ့ချီအသက်ဆုံးရှုံးနေရပါတယ်နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အချက်လက်တွေအရမြန်မာနိုင်ငံဟာကဘာပေါ်မှာမွေကြိုက်ခံရမှုကြောင့်သေဆုံးမှုအမြင့်မားဆုံးနိုင်ငံတွေထဲမှာထိပ်ဆုံးကပါဝင်နေတဲ့ဆိုတာသင်သိပါသလားဒီမွေတွေထဲမှာဘယ်မွေကအစိတ်အပြင်းဆုံးလဲဘယ်မွေတွေကလူကိုသေအောင်ကြိုက်တက်ခဲ့တဲ့အမှတ်တမ်းအများဆုံးရှိနေတာလဲဒီဗီဒီယိုထဲမှာတော့မြန်မာနိုင်ငံရဲ့မြေပြင်နဲ့ရေပြင်မှာကြီးစိုးနေတဲ့အစိတ်အပြင်းဆုံးမွေဆယ်မျိုးကိုပြောပြပြီးသွားမှာပါသူတို့ရဲ့အယောင်အစိတ်အမျိုးအစားဘယ်နေရာမှာကျက်စားပြီးဘယ်အချိန်မှာအကြိုက်ခံရမှုအများဆုံးလဲဆိုတဲ့အချက်တွေဟာသင်ရဲ့အသက်ကိုကယ်တင်နိုင်တဲ့အသိပညာတွေဖြစ်ပါတယ်နံပါတ်10ချက်မွေတွေရဲ့အယောင်ကခန္ဓာကိုယ်ကိုအနက်ရောင်နဲ့အပြာရောင်ဒါမှမဟုတ်အဖြူရောင်အကွင်းကြားများကတလေးစီရစ်ပတ်ထားပါတယ်အရှည်ကတော့ပြန်မြ3ပေမှ5ပေအထိရှိနိုင်ပါတယ်အစိတ်အမျိုးအစားကတော့ neurotoxin ဖြစ်ပြီးအာယုံကြိုးကိုအဓိကအထိခိုက်စေတဲ့အစိတ်မျိုးပါအကြိုက်ခံရရင်တော့ကြွက်သားတွေကိုတုပ်ဆိုင်စီပြီးတက်ရှူလမ်းကြောင်းကိုရက်တန့်စေပါတယ်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာသာနေထိုင်ပြီးတော့ကုန်းနေမွေတွေလောက်လူသေးဆုံးမှုမများပေမဲ့ငါးဖမ်းသမားတွေရေငုပ်သမားတွေနဲ့ကမ်းခြေအပန်းဖြီသူတွေမတော်တဆထိတွေ့မှုကြောင့်သေဆုံးမှုများရှိပါတယ်နံပါတ်9မွေညက်သူတို့ရဲ့အယောင်ကတကိုယ်လုံးတောက်ပတဲ့အနက်ရောင်ဖြစ်ပြီးအဖြူဝင်းများလည်းရှိတတ်ပါတယ်အရှည်ကတော့ပြန်မြ3ပေမှ4ပေခွဲခန့်သာရှိပါတယ်အစိတ်မျိုးစားကတော့ neurotoxin ဖြစ်ပြီးအာယုံကြောကိုအဓိကထိခိုက်စေတဲ့အစိတ်မျိုးပါပဲဒီမွေရဲ့ထူခြားချက်ကတော့လူတွေကိုအကြိုက်ခံရရင်နာကျင်မှုတိတ်မရှိပဲဖြည်းဖြည်းချင်းကြိုက်ခဲတတ်ပါတယ်ရလက်အနေနဲ့ကြက်သားများတဖြည်းဖြည်းတုပ်ဆိုင်လာပြီးလေဖြတ်ကနောက်ဆုံးမှာတော့အသက်ရှူရက်သွားစေပါတယ်သူတို့ကအမွေမတုံးနဲ့မှားနိုင်တာမို့သတိပြုပေးကြပါမြန်မာနိုင်ငံမှာမွေညက်အကြိုက်ခံရပြီးသေဆုံးမှုတွေကတော့သူတို့ရဲ့ညဘက်လှုပ်ရှားမှုကြောင့်အိပ်ပျော်နေစေအကြိုက်ခံရပြီးသေဆုံးမှုများရှိပါတယ်နံပါတ်10မွေဟောက်ဒီမွေဟောက်တွေကိုမြန်မာနိုင်ငံမှာငုံကွက်မွေဟောက်ဒါမှမဟုတ်ဝါလုံးပုတ်မွေဟောက်လို့လည်းခေါ်ကြပါတယ်ဒီမွေဟောက်တွေရဲ့အယောင်ကအညိုရောင်မီးခိုးရောင်ဒါမှမဟုတ်အနက်ရောင်ဖြစ်ပြီးသူတို့ရဲ့နောက်ကျောင်းမှာထင်ရှားတဲ့ဝါလုံးပုံတဲ့အမှတ်သားပါရှိပါတယ်အရှည်ကတော့ပြန်မြ9ပေမှ9ပေခွဲအထိကြီးထွားနိုင်ပါတယ်ဒီမွေဟောက်တွေရဲ့အစိတ်မျိုးစားကတော့ neurotoxin နဲ့ cytotoxin ဖြစ်ပြီးအာရုံကြောအစိတ်နဲ့ tissue တွေကိုဖျက်ဆီးတဲ့အစိတ်2မျိုးလုံးပါဝင်ပါတယ်မွေဟောက်အကြိုက်ခံရရင်တော့လူတွေကိုလေဖြတ်ခြင်းအပြင်ကြိုက်ခံရတဲ့နေရာတစ်ဝိုက်မှာပြင်းထန်စွာရောင်ရမ်းခြင်းနဲ့ပုတ်သိုးခြင်းတွေကိုဖြစ်ပေါ်စေပါတယ်သူတို့တွေကလေကွင်းတွေမျက်ခင်းမြင့်တွေရေအရင်းမြစ်ရှိတဲ့နေရာအနီးပတ်ဝန်းကျင်နဲ့လူနေအိမ်ခြေတစ်ဝိုက်နားမှာတွေ့ရတတ်ပါတယ်မြန်မာနိုင်ငံမှာတော့မွေဟောက်မျိုးစိတ်ထဲမှာလူသေးဆုံးမှုအများဆုံးမျိုးစိတ်ပါမွေပွေးပြီးရင်ဒုတိယအန္တရာယ်အများဆုံးမျိုးစိတ်ဖြစ်ပါတယ်နေကင်းဘက်နဲ့ညနေစီးစာချိန်တွေကမွေဟောက်ကြိုက်ခံရမှုအများဆုံးအချိန်တွေပဲဖြစ်ပါတယ်နံပါတ်9အစိမ့်မှုမွေဟောက်ဒီမွေဟောက်တွေကအစိတ်ရည်ကိုမှုတ်ထုတ်နိုင်တဲ့ထူးခြားတဲ့မွေဟောက်မျိုးစိတ်ပါမန္တလေးစိမ့်မှုမွေဟောက်တွေရဲ့အယောင်ကအညိုရောင်မီးငွေရောင်နဲ့အနက်ရောင်များဖြစ်ပါတယ်အရှည်ကတော့ပြန်မြ4ပေမှ6ပေလောက်ထိရှည်တတ်ပါတယ်အစိမ့်မုံမွေဟောက်တွေရဲ့အစိမ့်မျိုးစားကတော့ neurotoxin နဲ့ cytotoxin တို့ပါဝင်ပြီးကြိုက်ခဲခံရပါကမွေဟောက်ကဲ့သို့လေဖြတ်ခြင်းနဲ့ tissue တွေပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်အထူးသဖြင့်အစိမ့်ရည်ကိုမျက်လုံးထဲသို့မှုတ်ထုတ်ခံရပါကခဏတာဒါမှမဟုတ်တစ်သက်လုံးမျက်စိကွယ်သွားစေနိုင်ပါတယ်မြန်မာနိုင်ငံရဲ့အလဲပိုင်း6သွေးစုံတွေဖြစ်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းဒေသကြီးတွေမှာစိုက်ပျိုးခင်းများနဲ့ခြုံဖို့များတဲ့နေရာတွေမှာအဓိကတွေ့ရပါတယ်မြန်မာနိုင်ငံမှာသေဆုံးမှုအများဆုံးအချိန်ကတော့6သွေးရာသီတွေမှာသူတို့ကိုအများဆုံးတွေ့ရတာကြောင့်အဲ့ဒီအချိန်တွေမှာပဲကြိုက်ခဲခံရတာများပါတယ်နံပါတ်6ငန်းပုတ်တွေရဲ့အယောင်ကတန်လွင်စိမ်းရောင်မှအညိုအနက်ရောင်များအထိရှိနိုင်ပြီးနောက်ကျိုးပေါ်တွင်လည်းအင်္ဂလိပ်အခရာ V ပုံတဲ့အမှတ်သားများတွေ့ရတတ်ပါတယ်ကမ္ဘာအရှိဆုံးအစိတ်ပြင်းမှုဖြစ်ပြီးပြန်မြ17ပေခွဲမှအများဆုံး19ပေထိတွေ့ရတဲ့မှတ်တမ်းတွေရှိပါတယ်ငန်းပုတ်ရဲ့အစိတ်မျိုးစားကတော့ neurotoxin ဖြစ်ပြီးအလွန်ပြင်းထန်သောအာရုံကြောအစိတ်ဖြစ်ပါတယ်လူတွေကိုတစ်ကြိမ်ကြိုက်ခဲခံရတာနဲ့အစိတ်ပမာဏကအလွန်များပြားတာကြောင့်မိနစ်ပိုင်းတွင်အသက်ရှူရပ်ပြီးသေဆုံးနိုင်ပါတယ်ငန်းပုတ်မွေတွေကအိန္ဒိယအရှေ့တောင်အာရှရှိတောနတ်တွေနဲ့တစ်တောတွေမှာသာနေထိုင်တတ်ကြပါတယ်ဒါအပြင်မြန်မာနိုင်ငံရဲ့တောင်တန်းဒေသတွေမှာလည်းတွေ့ရတတ်ပါတယ်ငန်းပုတ်တွေကလူတွေနဲ့တွေ့ဆုံမှုနည်းပါးခြင်းဒါမှမဟုတ်ရှောင်ရှားလေးရှိခြင်းကြောင့်ကြိုက်ခံရမှုနည်းပြီးသေဆုံးမှုနည်းပါးပါတယ်
နံပါတ်5မွေပွေးမွေပွေးရောင်ကတော့အညိုရောင်အညိုဖြော့ရောင်အပေါ်မှာအနက်ရောင်ဒါမှမဟုတ်အညိုရောင်ဘဲဥပုပ်အမှတ်သားပါရှိပါတယ်အရှိကတော့ပြန်းမြ3ပေခွဲမှ9ပေအထိရှိတတ်ပါတယ်မွေပွေးတွေရဲ့အစိတ်အမျိုးအစားကတော့ hemotoxin နဲ့ nephrotoxin ဖြစ်ပြီးသွေးကြောတွေကိုဖျက်ဆီးတဲ့အစိတ်နဲ့ကြောက်ကပ်ကိုထိခိုက်စေတဲ့အစိတ်တို့ပါဝင်ပါတယ်သူ့အစိတ်တွေကလူကိုခန္ဓာကိုယ်တွင်သွေးယူစိတ်ခြင်းကြောက်ကပ်ပျက်စီးခြင်းကြိုက်ခံရသောနေရာရောင်ရမ်းပုတ်တူခြင်းစတာတွေကိုဖြစ်စေပါတယ်မွေပွေးတွေကစိုက်ပျိုးခြင်းနဲ့လယ်ကွင်းများနဲ့လူနေအိမ်ခြေအနည်းစီခြုံပုတ်တွေမှာတွေ့ရတတ်ပါတယ်မြန်မာနိုင်ငံမှာမွေကိုက်မှုကြောင့်လူသေဆုံးမှုအရေးအတွက်အများဆုံးဖြစ်စေသောမွေမျိုးစိတ်ဖြစ်ပါတယ်။နေကင်းဘက်တွေမှာတောင်သူလယ်သမားတွေကသူတို့ကိုတက်နှင်းမိသည့်အခါအမြဲတမ်းကိုက်ခံရသောမွေမျိုးစိတ်ပါ။နံပါတ်4လက်ဘင်းနီမွေလက်ဘင်းနီမွေကိုပတက်လင်းနီဒါမှမဟုတ်အချို့ဒေသတွေမှာမွေဟောက်လင်းနီလို့လည်းခေါ်ကြပါတယ်။အရောင်ကတော့ကိုယ်ထဲကအစိမ်းဖြော့ရောင်ရှိပြီးလယ်ဘင်းနောက်ဘက်မှာအနီရောင်ဒါမှမဟုတ်အဝါရောင်အကွက်တွေထင်ရှားစွာပါရှိပါတယ်။အရှိကတော့ပြန်းမြ2ပေခွဲမှ4ပေအထိရှိကြပါတယ်။ပတက်လင်းနီရဲ့အစိတ်အမျိုးအစားကတော့ hemotoxin ဖြစ်ပြီးသွေးလည်ပတ်မှုကိုဖျက်ဆီးသောအစိတ်ဖြစ်ပါတယ်။ဒါအပြင်အစိတ်တွေကလက်ဘင်းဘက်မှာလည်းရှိတဲ့မွေမျိုးအစားပါလူကိုခိုက်ခံရပါကသွေးလက်ပတ်မှုကိုလုံးဝပျက်စီးစေပြီးနိုင်ပေါင်းများစွာကြာပြီးမှသွေးမတိတ်ပဲသေဆုံးနိုင်ပါတယ်မြန်မာနိုင်ငံမှာလူသေဆုံးမှုရှားပါတော့လည်းအကိုက်ခံရပါကသေစေနိုင်တာကြောင့်အန္တရာယ်ရှိသောမွေဖြစ်သတ်မှတ်ခံရပါတယ်နံပါတ်3ဗမာငန်းတို့ကြားဗမာငန်းတို့ကြားတွေအယောင်ကတော့အနက်ရောင်နောက်ခံပေါ်မှာတိတာထင်ရှားတဲ့အဖြူဝင်းကြီးများရှိပါတယ်အရှိကတော့ပြန်းမြ3ပေခွဲမှ6ပေအထိရှိပါတယ်ဗမာငန်းတို့ကြားအစိတ်အမျိုးအစားက neurotoxin ဖြစ်ပြီးအာရုံကြောကိုထိခိုက်စေတဲ့အစိတ်ပါလူကိုကိုက်ခဲခံရပါကနာကျင်မှုနေပါပြီးတတိမထားမိလောက်အောင်တိတ်ဆိတ်လွန်းလာပါတယ်ဒါပေမဲ့လည်းအဲ့ရဝင်ကြီးမှလေးဖြတ်ခြင်းလက္ခဏာများစတင်ပြသပြီးအသက်ရှူရက်သွားတတ်ပါတယ်မြန်မာနိုင်ငံမှာမွေးကိုက်ခံရပြီးလူသေဆုံးမှုတွေကငန်းတို့ကြားမျိုးနွယ်ဝင်ဖြစ်စေအလျောက်သေဆုံးမှုနှုန်းမြင့်မားပါတယ်အများဆုံးကိုက်ခဲခံရတဲ့အချိန်ကတော့ညဘက်သားကုန်ရှာခန်းတဲ့အချိန်တွေမှာဖြစ်များပါတယ်နံပါတ်1ငန်းတို့ကြားငန်းတို့ကြားတွေကလှပတဲ့အဝါရောင်နဲ့အနက်ရောင်ဝင်းတွေကခန္ဓာကိုယ်ကိုတလဲစီပတ်ထားပြီးတော့ခန္ဓာကိုယ်ပုံသဏ္ဍာန်မှာထူးခြားစွာဒရိကံပုံဖြစ်ပါတယ်။အရှိကတော့ပြန်းမြ9ပေမှ9ပေအထိရှည်တက်ပါတယ်။အစိတ်အမျိုးအစားကတော့ neurotoxin အာယုံကြောအစိတ်ပါ။လူကိုကိုက်ခဲခံရပါကအာယုံကြောကိုထိခိုက်စေပါတယ်။စကားပြောဆိုတာနဲ့မျက်လုံးလှုပ်ရှားတာခက်ခဲလာပြီးနောက်ဆုံးမှတက်ဆူရက်သွားနိုင်ပါတယ်။လူနေအိမ်ခြေနီးတွေ့ရများပြီးညဘက်ကိုက်ခဲမှုကြောင့်သေဆုံးမှုများရှိပါတယ်။မြန်မာနိုင်ငံမှာတော့ငန်းတို့ကြားမွေကဖြည့်ဆည်းမရှိဘူးလို့လည်းသိရပါတယ်။နံပါတ်1တန်ခွင်းစုံမွေတန်ခွင်းစုံအယောင်ကတော့အနက်ရောင်ဒါမှမဟုတ်အညိုရောင်နောက်ခံမှာအဖြူရောင်ခွင်းငယ်များပါရှိပါတယ်။အလွန်ပြင်းထန်သော neurotoxin အစိတ်ဖြစ်ပြီးအာယုံကြောကိုထိခိုက်ပျက်စီးစေတဲ့အစိတ်ပါ။တန်ခွင်းစုံမွေကအစိတ်ပေါဝင်မှုပမာဏနည်းဆိုလည်းအစိတ်ပြင်းအားမှာကမ္ဘာအပြင်းဆုံးတွေထဲမှာပါဝင်ပါတယ်။ကိုက်ခံရပြီးနိုင်ရအနေငယ်အတွက်အသက်ရှူလမ်းကြောင်းလင်းမြန်းစွာရက်တက်နိုင်ပြီးသေဆုံးသွားနိုင်တာပါ။မြန်မာနိုင်ငံနဲ့အာရှတုံးလုံးမှာလူသေဆုံးမှုနှုန်းမြင့်မားသောမွေအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။မြန်မာနိုင်ငံရဲ့အစိတ်ပြင်းမွေဆယ်မျိုးကအဓိကအားဖြင့်လေကွင်းတွေမှာနေပတ်လှုပ်ရှားတဲ့မွေပွေးတွေနဲ့ညပတ်တိတ်ဆိတ်စွာမဲလိုက်တဲ့တန်ခွင်းစုံမျိုးနွယ်ဝင်တွေဖြစ်ပါတယ်။ဒီစီးရင်တွေကတော့တူတီတနာအချက်လက်များနဲ့ဒေတာအလိုက်မွေများရဲ့အစိတ်ပြင်းအားကိုလေးလာသုံးသပ်မှုများပေါ်အခြေခံထားပါတယ်။အစိတ်အပြင်းထန်မှုနဲ့သေဆုံးနိုင်ခြင်းကမွေရဲ့အရွယ်အစားကိုက်တဲ့နေရာအစိတ်ပမာဏနဲ့ဆေးကုသမှုအချိန်မီရရှိခြင်းစသည်တို့ပေါ်မှာမူတည်နေပါတယ်။နှစ်စဉ်နှစ်တိုင်းမွေကိုက်ခံရသူတောင်းနဲ့ချီရှိနေပြီးသေဆုံးမှုများစွာရှိပါတယ်။ဒါကြောင့်မွေကိုက်ခံရရဲ့အနည်းဆုံးဆေးရုံကိုသာသွားကြဖို့တိုက်တွန်းချင်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။